NLD လိုမျိုးပါတီကြီးက NLD လိုမျိုးပါတီကြီးကဒေါ်အောင်ဆန်းစုကြည်မရှိတော့တာနဲ့ဘယ်သူမှဘာမှမလုပ်တတ်တော့တဲ့သဘောဖြစ်ပြီးတော့မှတကယ်တမ်းဆိုအားအရန်ကောင်းပါတယ်အမျိုးသားဒီမိုကရေစီဖွဲ့စုချုပ်ကိုသူ CEC တွေကအပြစ်တော့မဟုတ်ဟို NLD တွေကတယောက်ယောက်ကတစုတစ်ဖွဲ့ရနေဥဆောင်ပြီးတော့မှအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဆိုပြီးမှတ်ပုံပြန်တင်မယ်လို့လုပ်တဲ့လူတယောက်မှမရှိဆိုလို့ရှိရင် NLD ကိုကျွန်မအဲ့ဒါပြောချင်တာပေါ့နော်ဒေါ်အောင်ဆန်းစုကြည်ကိုအရန်ပဲမိခိုပြီးတော့မှဒေါ်အောင်ဆန်းစုကြည်မရှိရင်ဘာမှမလုပ်တတ်မကင်တတ်အဲ့လိုမျိုးနဲ့လူတူတယောက်တည်းကိုပဲလုံးလုံးလျားလျားမိခိုအားထားတဲ့ပါတီဖြစ်ပါတယ်။မြောက်လန်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ဖို့စ조사နေတဲ့ပြည်သုံးလုံးတက်ခိုင်က NLD ပါတီဟာဒေါ်အောင်ဆန်းစုကြည်မရှိတော့လို့ဘာမှမလုပ်တတ်မကင်တတ်တွေဖြစ်ကုန်ပြီလို့ပြောဆိုဝေဖန်လိုက်ပါတယ်။ NLD ရဲ့ရွေးကောက်ပွဲအနိုင်ရလက်ကိုအာဏာသိမ်းဖျက်ဆီးခဲ့လို့ပြည်သူတွေကတော်လှန်နေကြအချိန်မှာ NLD ပါတီဟာမြောက်လန်ရွေးကောက်ပွဲကိုဝင်မပြိုင်နိုင်တော့ဘူး။သူ့ရဲ့ပြည်သုံးလုံးပါတီကဝင်ပြိုင်နိုင်လို့ရှေ့တလန်းကျော်သွားပြီဆိုတဲ့ပုံစံမျိုးနဲ့တက်ခိုင်ကပြောဆိုပါတယ်။ဒေါ်အောင်ဆန်းစုကြည်အပေါ်လူသိရှင်ကြားမနာလိုစိတ်ကြီးမားတဲ့တက်ခိုင်ဟာအခုလိုဒေါ်အောင်ဆန်းစုကြည်ထောင်ကျနေတဲ့အချိန်တိုင်အောင်မကြာခဏဆိုသလို NLD ပါတီနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုဆက်လက်တိုက်ခိုက်နေတာတွေတွေ့ရပါတယ်။တက်ခိုင်ဟာ NLD မှာရှိစဉ်ကတည်းကဒေါ်အောင်ဆန်းစုကြည်ဟာဘလုံးသမားတယောက်ကတကွင်းလုံးကိုပတ်ကန်နေတယ်လို့လုပ်နေတယ်ဆိုပြီးဝေဖန်ခဲ့ကသူပါတီထောင်တော့လေဒေါ်အောင်ဆန်းစုကြည်ကိုရွက်ပြီးတသိန်းလုံးကံမီ PPP ဆိုပြီးစောင်ပုတ်ထုတ်ခဲ့ပါတယ်။မကြာသေးခင်ကလည်းဒေါ်အောင်ဆန်းစုကြည်ဟာနိုင်ငံရေးအကျဉ်းသားတယောက်မဟုတ်ဘဲတာမန်ရာဇဝတ်အကျဉ်းသားတယောက်သာဖြစ်တယ်လို့တက်ခိုင်ကအင်တာဗျူးတစ်ပုဒ်မှာပြောဆိုပါတယ်။တက်ခိုင်ဟာ NLD ပါတီကိုတိုက်ခိုက်ပြီးပါတီထောင်လိုက်ပေမဲ့2020ရွေးကောက်ပွဲမှာတနေရာမှအနိုင်မရခဲ့တယ်လို့အခုမင်းအောင်လှိုင်လုံးမဲ့ရွေးကောက်ပွဲမှာလည်းမင်းအောင်လှိုင်ကရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ခွင့်အပိတ်ခံလိုက်ရတာကြောင့်အတနာခံစာတင်ရတဲ့အခြေအနေကိုရောက်နေပါတယ်။ပြန်ပြီးတော့မှမှတ်ပုံမတင်နိုင်ခဲ့တာလဲဆိုဒါသူ့ရဲ့ဒါနဆကရဲ့ဒုက္ခမဟုတ်ဘူး NLD ရဲ့ဒုက္ခဖြစ်ပါတယ်။ကျွန်မအဲ့ဒါလေးပြောချင်တာပေါ့နော်။ 2023တုန်းကဆိုရင်ဟို3နှစ်တားကြော်ပဲရှိသေးတယ်။ပါတီတစ်ခါမှတ်ပုံပြန်တင်ရမယ်။ပြီးပြန်တော့လဲပြည်တော်စုအဆင့်တင်ရမယ်ဆိုတော့နံပါတ်1ဒါဟိုပေါ့နိုင်ငံတော်3000ဟိုဒီတွင်ပတ်စံတွင်းထားရမယ်ဘဏ်အကောင့်မှာ3000ပြရမယ်ပြီးလို့ရှိရင်ပါတီဝင်3သိန်းရှိရမယ်ဒီမြန်မာနိုင်ငံမှာဟို330ရှိရပေါ့နော်မြို့နယ်ပေါင်းမဲဆန္ဒနယ်ပေါင်း330ရှိရတဲ့မှာတဝက်ကျော်မှာကျွန်တော်တို့ပါတီရုံးခန်းနေရှိရမယ်ဆိုတော့ပါတီရုံး168ရုံးကျွန်တော်တို့အနည်းဆုံးဖွဲ့ရမယ်166ရုံးပေါ့နော်အနည်းဆုံးဖွဲ့ရမယ်ပါတီဝင်လည်း3သိန်းရရမယ်ပြီးရင်ငွေ31000လည်းထည့်ရမယ်ဆိုတဲ့အခါကျပြီးလို့ရှိရင်လည်းအခုရွေးကောက်ပွဲမှာအ ਨੇ ဆုံးမဲဆန္ဒနယ်ရဲ့တဝက်ကိုရှင်ပြိုင်နိုင်ရမယ်အဲ့ဒါမှသာလေပြည်ထောင်စုအဆင့်ပြည့်နေတာကျမတို့လိုမျိုး3နှစ်သားပါတီတောင်မှ3လအတွင်းမှာပြန်ပြီးတော့သွားပြီးတော့မှမှတ်ပုံတင်လိုက်တယ်မှတ်ပုံတင်လိုက်ပြီးတော့မှပြီးလို့ရှိရင်တော့3သိန်းရအောင်မနှဲလို့ရပါတယ်ကျမတို့6000 9000လောက်မှာရွာလဲနေပြီးတော့လေဟိုတော်တော်နဲ့မရနိုင်ဘူး6000 9000တောင်းမှအကြာကြီးရွာလဲပြီးနောက်ဆုံးမှကျမတို့3သိန်းကျော်ကျမတို့တင်နိုင်တာဖြစ်ပါတယ်ရှင်တင်နိုင်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့ပါတီတွေခက်ခဲနေတာသိတဲ့ခါကျတော့ဟိုဖြေလျှော့ပေးလိုက်ပါတယ်ပါတီဝင်9000အနည်းဆုံးရှိရမယ်ပြီးရင်ပါတီရုံးပေါ့နော်330မှာ110ပေါ့3ပုံ2ပုံပြည့်ရမယ်ဆိုကျမတို့ကအဲ့ဒါကိုအသာလေးပြည့်မီကျော်လွန်သွားပြီးဖြစ်ပါတယ်ရှင်အခုလာမဲ့ရွေးကောက်ပွဲမှာလည်းကျမတို့မဲဆန္ဒနဲ့တဝက်မဟုတ်ပါဘူးကျမတို့အကုန်လုံးရှင်ပြိုင်နိုင်အောင်ကျမတို့စူးစမ်းလျက်ရှိပါတယ်အခုတော့ကျမတို့မပြောနိုင်သေးဘူးပေါ့နော်စူးစမ်းနေတော့ချိန်နေဖြစ်ပါတယ်ရှင်အဲ့ဒါဆိုတော့ NLD လိုမျိုးပါတီကြီးကဒေါ်အောင်ဆန်းစုကြည်မရှိတော့တာနဲ့ဘယ်သူမှဘာမှမလုပ်တတ်တော့တဲ့သဘောဖြစ်ပြီးတော့မှတကယ်တမ်းဆိုအားအရန်ကောင်းပါတယ်အမျိုးသားဒီမိုကရေစီဖွဲ့စုချုပ်ကိုသူ CEC တွေကအပြစ်တော့မဟုတ်ဟို NLD တွေကတယောက်ယောက်ကတစုတစ်ဖွဲ့ရနေဥဆောင်ပြီးတော့မှအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဆိုပြီးမှတ်ပုံပြန်တင်မယ်လို့လုပ်တဲ့လူတယောက်မှမရှိဘူးကျမတို့လိုမျိုးပါကျမတာရှင်ပြတာလေကျမတို့လိုမွေးကင်းစားပါတီတောင်မှ3လတွင်းပြန်တည်ထောင်တာဟိုပြန်ပြီးတော့မှတော့အချက်ချင်းတော့မပြည့်ဘူးပေါ့နော်ဒါဆုံးဖြတ်ပြီးတော့မှကျမလုပ်တယ်ဆိုလို့ရှိရင် NLD ကိုကျမအဲ့ဒါပြောချင်တာပေါ့နော်ဒေါ်အောင်ဆန်းစုကြည်ကိုအရန်ပဲမိခိုပြီးတော့မှဒေါ်အောင်ဆန်းစုကြည်မရှိရင်ဘာမှမလုပ်တတ်မကင်တတ်အဲ့လိုမျိုးနဲ့လူတူတယောက်တည်းကိုပဲလုံးလုံးလျားလျားမိခိုအားထားတဲ့ပါတီဖြစ်ပါတယ်အဲ့ဒီထဲမှာတကယ်တမ်းဆိုလို့ရှိရင်ဝန်ကြီး9နှစ်လောက်ခဲ့တဲ့လူတွေလည်းရှိပါတယ် NLD ထဲမှာလေဝန်ကြီး9နှစ်လောက်ခဲ့ပြီးတော့မှသူတို့ဝန်ကြီးဌာနတွေမှာ9နှစ်ဆိုတာနည်းတဲ့တွေ့ကြုံမဟုတ်ဘူးပေါ့နော်နောက်ဝန်ကြီးပေးတယ်ဆိုတော့သူလည်းငကိုအရေးချင်းရှိလို့သို့တော်လည်းဒီပါတီနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်မှာဘာကြောင့် NLD ကပြန်ပြီးတော့မှမှတ်ပုံမတင်နိုင်ခဲ့တာလဲဆိုဒါသူ့ရဲ့ဒါနဆကရဲ့ဒုက္ခမဟုတ်ဘူး NLD ရဲ့ဒုက္ခဖြစ်ပါတယ်